ညာဦးဘေးနဲ့ငထွေယူကိုစုဆောင်းပြီးနောက်နော်ထာမင်းကြီးရဲ့လမ်းညွှန်မှုနဲ့တိုင်းပြည်အတွက်နောက်ထပ်အားကိုးရမယ့်စွမ်းရည်ရှိသူတွေကိုထပ်မံရှာဖွေခဲ့ပါတယ်။အဲဒီလိုနဲ့ငလုံးလက်ဖယ်ဆိုတဲ့ထူးခြားတဲ့လူတစ်ယောက်ရဲ့သတင်းစကားဟာပကံစီကိုရောက်ရှိလာခဲ့ပါတယ်။သူဟာတာမန်သူတွေမထိန်ချောင်းနိုင်တဲ့အင်အားကြီးမှလွန်းတဲ့ရုန်းကန်တဲ့နွားရိုင်းတွေကိုတည်ငြိမ်စွာနဲ့ကင်တွယ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။သူဟာလေထွန်တဲ့အခါမှာတာမန်လူတွေလိုနွားတရှင်းတွေမကဘဲနဲ့နွားရိုင်းအုပ်ကြီးကိုပင်လိုတလိုပဲ့ပြင်ပြီးတော့အမိန်ပေးနိုင်တဲ့အထိတည်ငြိမ်မှုနဲ့အမခန်းခွန်အားရှိပါတယ်။မလုံးလက်ပဲရဲ့ထူးခြားပြောင်မြောက်လာတဲ့ခွန်အားနဲ့စိုက်ပျိုးရေးမှာကျွမ်းကျင်မှုတို့ကြောင့်နော်ထာမင်းကြီးကတိုင်းပြည်အတွက်လေယာစိုက်ပျိုးရေးကဏ္ဍကိုမြင့်တင်မှုနဲ့ရှေ့တန်းခံတပ်တွေကိုအင်အားသုံးပြီးဖြိုဖျက်ရမယ့်နေရာတွေမှာအသုံးဝင်နိုင်မဲ့သူအဖြစ်တစ္ဆာတော်ပေးကပကံတက်တော်တွေကိုအောင်မြင်စွာခေါ်ယူစုဆောင်းလိုက်ပါတော့တယ်။ပကံပြည်ကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့တအုပ်သူရဲကောင်း3ဦးကိုစုဆောင်းပြီးတဲ့နောက်မှာတော့နော်ထာမင်းကြီးရဲ့ရှေ့မောက်ကိုစစ်ပညာမှာတစ်ဖက်ကန်းခတ်အောင်တော်ပြီးနောက်တစ်ချိန်မှာပကံပြည်ရဲ့ကံကြမ္မာကိုပြောင်းလဲပြီးမဲ့ကျန်းစစ်သားဆိုတဲ့သူတစ်ယောက်ရောက်ရှိလာပါတယ်။သူရဲကောင်း4ဦးတို့ရဲ့ပထမဆုံးတွေ့ဆုံကြမယ့်အခန်းကတော့ဘယ်လိုဖြစ်မလဲဆိုတာကိုနောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။